ကလွတ်မြောက်မယ်ပညာဆိုတာတခြားလားဝိပဿနာပညာလားပညာနဲ့ပတ်သက်လို့ကာမတက္ကဋပညာရဲ့ဝိပဿနာပညာရဲ့ဆိုပြီးတော့နှစ်မျိုးမရှိဘူးလားရှိလားဒီနေရာမှာဝိပဿနာပညာကိုဆိုလိုပါတယ်ဟုတ်လားအဲ့တော့ခန္ဓာရှိဖြစ်ပျက်ကိုဉာဏ်အသိမဲ့နဲ့ကြိုက်အောင်လုပ်တဲ့အလုပ်ဟာဝိပဿနာလုပ်ပဲမဟုတ်လားအဲ့ဒီငါတွေသူတွေယောက်ျားတွေမိန်းမတွေပုဂ္ဂိုလ်တ attva တွေအဲ့ဒါတွေတခုမှမရှိပဲယုတ်တရားနဲ့နန္တရားဒီလိုမဟုတ်လားအဲ့ဒီယုံနံကိုအဟုတ်အမှန်သိဖို့အရေးမကြီးဘူးလားကြည့်နေလားရှုပ်လည်းပဲပြောတာတကယ်တော့ဝိပဿနာပညာနဲ့ဥစဉ်တို့တည်တည်ချာချာကြည့်လိုက်တဲ့ခါကျရုပ်လည်းဖြစ်ပြီးတော့နံလည်းပဲဖြစ်ပြီးတော့ပြတ်သွားတာပဲဒီလိုမဟုတ်လားဒါကြောင့်မလို့ဘာမှမဟုတ်ပါဘူးဘဝဥစဉ်တို့တွေအကြာကြီးနေရတာခဏလေးလားခဏလေးနေကြရတာတဲ့ဒါကြောင့်မလို့ဘဝတန်တရာဤကွန်ကြဝဲကြောင်းရကနာတွေးဆုံးကြလဲမသေးတနေ့တရွေ့ရွေ့နဲ့မုံမိတ်ကြည်ကွဲမျက်ရည်ဝဲ၍ဖြစ်မြဲတန်တော်ဓမ္မတာတိဒီလိုမဟုတ်လားဘဝတန်တရာဤကွန်ကြဝဲကြောင်းရကနာတွေးဆုံးကြလဲမသေးတနေ့တရွေ့ရွေ့နဲ့မုံမိတ်ကြည်ကွဲမျက်ရည်ဝဲ၍ဖြစ်မြဲတန်တော်ဓမ္မတာတိတဲ့သိအကြာကြီးမဟုတ်ဘူးတဲ့နောက်ဆုံးတနေ့မနေရလို့သိကြတဲ့အခါမှာမုံမေကြီးကွယ်မျက်ရည်ဆက်လက်နဲ့သွားပြီးတော့ပြိဿရဲ့ပြန်ပြီးပို့လိုက်ရတာပဲမဟုတ်လားကြာတော့လေအကုန်လုံးမေ့ပြီးဘယ်သူမှအဲ့ဒါကြီးဘယ်သူမှတင်ပြီးတော့မထားတော့ပါဘူးဗျာခတ်တုတ်တုတ်ပို့ရတဲ့အပိုင်းနေမရှိဘူးလားတို့ဘဝရဲ့ဖြစ်စဉ်ဟာတေချာစမ်းစစ်ပြီးတော့ကြည့်ရင်သုတ်တန်သိဉ္ဇိုင်မြေလုံတိုင်းနဲ့တစ်ခါရောက်ကတစ်ခေါက်မှပြန်သုတ်တန်သိဉ္ဇိုင်မြေလုံတိုင်းမှာတစ်ခေါက်ရောက်ပြီးသွားရင်နောက်တစ်ခေါက်တို့ပြန်လာလို့ရသေးရဲ့လားမရတော့သေပြီးသွားပြီဘာမှပြန်လာလို့နောက်တစ်ချိန်ပြန်ဖြစ်ခွင့်တို့မရတော့အဲ့တော့တို့ဘဝပြန်ပြီးစမ်းစစ်ကြည့်ရင်ဩတို့တွေလာတော့ကပြိဿရဲ့ကိုယ့်ကိုပြန်စဉ်းစားကြည့်လာတော့ကတော့ပြိဿရဲ့ကိုကငိုပြီးတော့ဒီလောကကြီးရောက်လာရတာမဟုတ်လားလာတော့ကတို့ဘလို့လာခဲ့ကြလဲလာတော့ကငိုပြီးကိုကငိုပြီးတော့လာတယ်ပြန်တဲ့အခါကျတော့သူတို့ကငိုပြီးတော့ပြန်ပို့ကြတယ်ဒီလိုမဟုတ်လားကြည်စမ်းလာတော့ကတော့ပြိဿရေရယူပိုင်ဆိုင်ဖို့အတွက်တဲ့လက်သီးစုပ်ပြီးတော့လာခဲ့ကြတယ်ဒီလိုမဟုတ်လားမွေးကင်းစားကလေးတွေကြည့်တယ်လက်ကလေးစုပ်ပြီးတော့ထွက်လာတာမဟုတ်လားပြန်တဲ့အခါကျတော့စုပ်သေးရလားဘယ်လိုဖြစ်သွားလဲအားလုံးကိုစွန့်လွတ်လိုက်ရပြီဆိုပြီးတော့လက်ဖြန့်ပြီးတော့မပြန်ဘူးလားပြန်ရတာပြန်ကြရတာနော်ဟုတ်ပြီလားလာတော့ကသွားမပါဘူးတဲ့ပြိဿရေပြန်တော့သွားတယ်မစုံကြတော့ဘူးဟုတ်လားလာတော့ကသွားမပါဘူးတို့ပြန်တော့တို့ဖြစ်စဉ်နော်တို့ဘဝရဲ့ဖြစ်စဉ်တွေကိုအဲ့ဒါတည်တည်ချာချာကြည့်လာတော့ကပက်လက်ယုံတယ်တဲ့ဟိုတဲ့အောက်မှာလိမ့်ပြီးတော့ဒုက္ခမြပက်လက်လေးထားသလိုနေရတာမဟုတ်လားအကုန်လုံးအဲ့ဒါယုံကန်ပြီးတော့ပြန်တဲ့အခါကျတော့ပက်လက်နုံပြီးတော့ဘာမှမလုပ်နိုင်တော့ဘူးတဲ့ဟုတ်လားအဲ့ဒါဦးဇင်းတို့ရဲ့ဖြစ်စဉ်ဒုက္ခနာရဲ့ဖြစ်စဉ်ပဲအဲ့ဒါတည်တည်ချာချာကိုယ့်ဘက်ကိုကြည့်ပြီးတော့တတိတံဝေကရပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုအချိန်မီအခါမီလှုပ်ဖို့အရေးမကြီးဘူးလားအရေးကြီးလားဒါကြောင့်မလို့ဦးဇင်းတို့ရုပ်တို့တွေတို့တက်တွေနေရတဲ့ဘဝခဏအခိုက်အတန့်လေးဟုတ်လားတန်တရားမှာအဲ့ဒါဘုရားအဆူဆူနဲ့လည်းလွဲခဲ့ပြီးကြဘုရားအဆူဆူနဲ့လည်းလွဲခဲ့ပြီးပြီဒီလိုမဟုတ်လားဘယ်တော့ကစားခဲ့မှန်းလည်းမသိဘူးနောက်ဆုံးတဲ့နေ့ဒီသစ္စာတရားတွေကိုမှအမတဘူးဆိုရင်ဘဝတန်ត្រာရဲ့အဆုံးကိုလည်းပဲမြင်နိုင်ရဲ့လားမမြင်နိုင်ဘူးဒါကြောင့်မလို့ဥပ္ပစ္စုပန်နေရတဲ့အခိုက်အတန့်မှာအိမ်တော်သားမွေးစီးပွားရေးနဲ့ဇနိမယသမိတာစီးပွားဥစ္စာ၅ပြအာယုန်ဒီကာမဂုဏ်တော်တဲ့မှာငယ်စဉ်တောင်ကြီးရစပြီးတော့ကိုယ့်ဘက်ကိုတည်ရတဲ့အချိန်ကအိုးအိမ်တော်နေကြအဲ့ဒီအတွက်အကုန်လုံးပေးဆက်ခဲ့ပြီးတပြေးပြေးနဲ့ပြိဿရဲ့စံဖြူသွားကြခါကိုင်းနားထိုင်ပြင်းနေတွန်းနေအိုင်နဲ့တတိတွေမြေယောဂတွေလည်းမျိုးစုံအောင်ဖြစ်လာပြီအခုချိန်ထိတို့အဲ့ဒီဘုံဆိုင်အလုပ်တွေနဲ့ပဲအချိန်ကုန်နေရင်တော်ပါမလားမတော်တော့ဘူးတဲ့ကိုယ့်ဘဝရဲ့လွတ်မြောက်ရေးအတွက်ကိုယ်ပိုင်လုပ်ငန်းလို့ခေါ်တဲ့ဒီဒါနသီလသမထဝိပဿနာအဲ့ဓာတွေကိုလည်းပဲတို့တွေမလုပ်ရဘူးလားလုပ်ရမှာလားဒီအနှောင်အဖွဲအချီအတုပ်တွေကပြိဿရဲ့အဲ့ဓာတွေကနေဖြီဖြုတ်ပြီးတော့ကိုယ့်ဘက်ကိုလွတ်မြောက်အောင်လုပ်မှပဲမရဘူးလားရမှာလား
တဏှာကတော့ပြိတ္တိသေတဲ့အထိအောင်တို့ခိုင်းမှာမဟုတ်လားအဲကြောင့်မလို့တဏှာအကြိုက်ကိုမလိုက်နဲ့တော့တဲ့ဟုတ်လားဒါကြောင့်မလို့ကိုယ့်ဘဝအတွက်ထောက်ရတရားမိရအကိုစရာရအောင်အဲ့ဒါကိုယ့်ဘက်ကိုကြိုးစားထားမှာဟိုဘဝတုန်းကလည်းပြန်စဉ်းစားကြည့်ဟိုလင်ဟိုလူနဲ့တွေ့ပြီးတော့ဟိုလင်ဟိုမရဟိုသားဟိုသမီးဟိုလူတွေအချက်ဆုံးလုပ်ခဲ့တာပဲမဟုတ်လားဒီဘဝမှာလည်းဒီလူတွေနဲ့တွေ့ပြီးဒီလင်ဒီမြဒီသားဒီသမီးဒီဆွေဒီမျိုးဒါတွေအချက်ဆုံးလုပ်တာနောက်ဘဝရောက်ရင်လည်းပဲနောက်လူတွေ့ပြီးတော့ဒီလိုပဲလုပ်အောင်မှာဖွဲ့မဟုတ်လားဒါပါပဲဗျအဲ့ဒါကိုတို့တွေကနားလို့ကံကုန်လို့မို့ချုပ်ဘဝလက်တွဲတွေမပြုတ်ခင်ဒီလိုမဟုတ်လားဦးဇင်းတို့ယောဂီတို့တွေလေငယ်စဉ်တောင်ကြီးကအိုးရင်တောင်နေစကြတော့လက်ကလေးတွေတွဲပြီးတော့ဒီလိုမဟုတ်လားဗျတွဲလက်တွေဖြုတ်ပြီးစိုးတူကောင်းပဲဘဝတန်တရားခီးကိုအတူဖြတ်သန်းကြမယ်ဆိုရင်လားအဲ့ဒီတွဲထားတဲ့လက်တွေဟာဒီနေ့တစ်ချိန်ကျတော့ तू ကပဲအရင်ဖြုတ်သွားမလားကိုကပဲအရင်ဖြုတ်သွားမလားဒီလိုမဟုတ်လားတချို့သူတို့ကစောစောစီးစီးအရင်ဖြုတ်ပြီးတော့ခွဲခွာသွားကြပြီဒီလိုမဟုတ်လားကိုကကြမ်းမနေခဲ့ရဘူးလားကြမ်းနေခဲ့ရတာကြမ်းနေခဲ့ရတာပဲတဲ့ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့နောက်ဆုံးတနေ့ကံကုန်လို့မို့ချုပ်ဘဝလက်တွဲတွေဖြုတ်ပြီးတယောက်တည်းသွားရမယ်ခရီးဟာသားလည်းမပါဘူးသမီးလည်းမပါဘူးဇနီးလည်းမပါဘူးခင်မွန်းလည်းမပါဘူးရှားထားတဲ့ယာတုဘာဝအာနာစီစဉ်ဥစ္စာဘာတစ်ခုမှမပါဘူးတဲ့ခုပစ္စုပန်နေရတဲ့အခိုက်အတန့်မှာကိုပြုတ်လုထားတဲ့ကောင်းကံဆိုးကံဒီနှစ်ခုပဲမဟုတ်လားဒါကြောင့်မလို့ကောင်းကံတွေကောင်းတာတွေပြုတ်လုထားရင်ကောင်းကျိုးတရားတွေကစီမံပြီးကောင်းတဲ့နေရာကိုပို့ပေးမှာပေါ့ဒီလိုမဟုတ်လားမကောင်းတာတွေပြုလုပ်တာရင်မကောင်းတဲ့တရားကစီမံပြီးတော့မကောင်းတဲ့နေရာပို့မှာပေါ့ဒီလိုမဟုတ်လားဒါကြောင့်မလို့ဦးဇင်းတို့တွေအဲ့ဒါကိုမှကံကောင်းအောင်လည်းပဲမကြိုးစားဘူးလားကြိုးစားရလားဒါကြောင့်မလို့ဒီကနေ့ကောင်းတဲ့ကုသိုလ်ကံတွေတို့တွေမကြိုးစားဘူးလားကြိုးစားရလားကောင်းတဲ့ကံတွေရှိပေမဲ့လို့လည်းပဲတဲ့ပြိတ္တရဲ့ကံကလေကံမနိုင်တဲ့အခြေအနေဒီမှာလည်းမရှိဘူးလားရှိတယ်ဒါလည်းပဲဘုသူရပြင်မှတ်တာကံမနိုင်တဲ့အခြေအနေ၃မျိုးရှိတယ်တဲ့ကာလဒေသပုဂ္ဂလဆိုတာလေကာလဇိုးဒေသဇိုးပုဂ္ဂိုလ်ဇိုးဒီလိုမဟုတ်လားကာလဆိုတာကဦးဇင်းတို့အခုတို့မကြသေးဘူးကြုံတရားတွေပြောအနေထားခေတ်အနေထားနဲ့ပြောမယ်ဆိုရင်ကိုဗစ်ကာလမျိုးပေါ့အဲ့ဒီနေရာမှာကံကောင်းတာနဲ့မဆိုင်ဘူးဒီလိုမဟုတ်လားကိုယ့်ဘက်ကိုစင်ကျင်ပြီးတော့နေရာမှာငါကံကောင်းတာပဲဆိုပြီးတော့အဲ့ဒီသွားကူးမှာပဲဒီလိုမဟုတ်လားအဲ့လိုကာလဇိုးဒီလိုမဟုတ်လားနောက်တစ်ခါဒေသဆိုတဲ့အဲ့အခုအချင်းနေနဲ့ပြောမယ်ဆိုရင်ဦးဇင်းတို့ကိုယ်နိုင်ငံအတွင်းမှာပဲဟိုစကိုင်းလိုနေရာမျိုးပေါ့ဟို 7.7 ဆိုတော့လေသူတို့လှုပ်သွားတဲ့ဥစ္စာကဲအဲ့ဒီဒေသကလူတွေကြည်လေကျောင်းလူအလူအကုန်လုံးကျောင်းတွေကန်တွေဖျားတွေတဲပြီးသူတို့လူဒါနတွေရောမပြည့်ဘူးလားပြုတ်တာပဲတကယ်အထင်ကြီးနေရာကြီးတွေကန်နဲ့မဆိုင်တော့ဘူးကန်မနိုင်ဘူးအဲ့ဒီအချင်းနေမှာဘာဖြစ်ဆိုဒေသဆိုလေငရင်အပြင်းထန်လှုပ်တဲ့အတွက်ကြောင့်လို့အဲ့ဒီမှာအကုန်လုံးသေးကုန်တာတွေတဘောပြီးမို့လားအဲ့လိုအချင်းနေမျိုးမှာလည်းပဲကံကမနိုင်ဘူးဒီလိုမဟုတ်လားနောက်တစ်ခါပုဂ္ဂိုလ်ဆိုတဲ့ခုခေတ်တော့သူကပြောလို့မရဘူးဖယားလက်ထက်နဲ့ပြောရမှာဒီလိုမဟုတ်လားခုခေတ်သွားပြောရင်ကိုကြောင်းပြန်ရောက်မှာမဟုတ်လားအဲ့တော့ဖယားလက်ထက်ကနေပြီးတော့ဖယားလက်ထက်မှာကဲကြည့်အင်္ဂုလိမာလနေတဲ့တောအုပ်တို့ဗောဓိတာရနေတဲ့တောအုပ်တို့သွားကြည့်လေကံနဲ့မဆိုင်တော့ဘူးဖိုးကောင်းဘဲကောင်းလာတတ်မှာလက်ဖြတ်မှာပဲဖိုးကောင်းလည်းဘယ်သူလာစားမှာပဲမဟုတ်လားအေးလေအဲ့ဒါကံနဲ့ကံအဲ့လိုအခြေအနေမျိုးမှာကံမနိုင်ဘူးတဲ့ဒီလိုမဟုတ်လားဒီပရိစ္ဆာသမုပ္ပါဒေသနာနဲ့ကြည့်လို့လေကံမောပဲပစ္စယပါတဲ့ဇာတိကံကိုယုံရမယ်နော်အားကိုးလို့မရဘူးနော်အားကိုးရမှာကညံမဟုတ်လားတို့သစ္စာနယ်ပယ်ကြည့်တော့လေဒါကြောင့်မလို့အခုဒီမှာဘဝတန်ត្រာကလွတ်မြောက်ဖို့အတွက်ပညာရှိမှဖြစ်မယ်ဆိုတာအဲ့ဒီပြောဝိပဿနာပညာကိုပြောတာပါတဲ့ဟုတ်လားဒါကြောင့်မလို့ဒါလည်းပဲကံကိုယုံပြီးဦးဇင်းတို့မြန်မာစကားမှာရှိတယ်လေကံကိုယုံပြီးစူးပုံအနေနဲ့နင်းလေစူးမှာပေါ့ဗျကံကောင်းတယ်ဆိုပြီးတော့လို့ဘယ်ရမှာလဲဒီလိုမဟုတ်လားအဲ့ဒါဒါကိုလည်းပဲဦးဇင်းတို့တွေနားလည်ဖို့မလိုအပ်ဘူးလားလိုအပ်လားလိုအပ်ပါတယ်တဲ့ဒါကြောင့်မလို့ခုနဘုန်းကြီးဘယ်လိုမျိုးပြောသွားဒါကကံမနိုင်တဲ့အခြေအနေမဟုတ်လားခုနဒါနရှိမှချမ်းသာမယ်တရဏရှိမှဘေးကင်းမယ်သီလရှိမှသက်ရှင်မယ်နာယောဂါတွေကင်းမယ်ရုပ်စင်းတွေလှပတင့်တယ်မယ်မေတ္တာပါမှအေးချမ်းမယ်ဒီလိုမဟုတ်လားပညာရှိမှဘဝတန်ត្រာကလွတ်မြောက်မယ်တဲ့ဝိပဿနာပညာ
ဒီကနေ့အဲ့ဒါတို့စူးစမ်းပြီးလုပ်နေကြရတာပဲမဟုတ်လားလုံးတာလို့လုံးရမယ့်အပိုင်းကကိုယ်အပိုင်းလေကျင့်ရမယ့်အပိုင်းကကိုယ်အပိုင်းဟိုဘက်ကရရမယ့်အပိုင်းကသူ့အချိန်တန်ရမှာပေါ့ဒီလိုမဟုတ်လားအေးအဲ့ဒါကြောင့်မလို့ဦးဇင်းတို့တွေအဲ့ဒါနားလည်ဖို့လိုတယ်ဘဝခဏနေရတဲ့အခိုင်လေးဦးဇင်းတို့တွေဟုတ်လားနောက်ဆုံးတစ်နေ့ကြတော့ပြိတ္တရေဘာမှမဟုတ်ပါဘူးတဲ့အတ္တကောလောကောသဗ္ဗဘာယကမလိယလောကောတတ္တလောကကြီးတကုလုံးမှာသကောကိုယ်ပိုင်ဥစ္စာရဲ့လို့ဘာမှမရှိဘူးတဲ့သဗ္ဗဘာယကမလိယအကုန်လုံးဆွပြီးတော့ထားခဲ့ရမှာကြီးပဲအကုန်လုံးထားခဲ့ဟာမဟုတ်ပါသေးလားအကုန်ထားခဲ့ရမှာဟုတ်လားယူသွားလို့ရသေးရဲ့ဘာမှယူသွားလို့မရပါဘူးဗျာတကယ်တမ်းကျတော့ကိုယ်ပိုင်ဥစ္စာအစစ်ဟာဒါနသီလသမထဝိပဿနာဒါပဲမဟုတ်လားအဲ့ဒါတွေစုဆောင်းပြီးတို့ဘဝကိုတဆင့်ချင်းတို့အထက်တန်းကိုတက်လှမ်းဖို့အတွက်အဲ့ဒါစူးစမ်းရမှာမဟုတ်လားဒါကြောင့်မလို့အဲ့ဒါကိုတို့တွေကနားလည်ထားဖို့ရှိတယ်ရရှိထားတဲ့ဘဝခန္ဓာဒီလိုမဟုတ်လားအလုံးပိုင်ဆိုင်တတ်တဲ့ဘဝမှာကိုပိုင်နဲ့ကိုဆိုင်နဲ့ဆိုတာတကယ်တမ်းနာမည်ပဲရှိတယ်တကယ်မပိုင်ဘူးဆိုတာနားလည်ဖို့ကောင်းတယ်နော်အဲ့ဒါကြောင့်မလို့အဲ့ဒါဦးဇင်းတို့တွေဒါကြောင့်မလို့ဘဝတန္တရာကလွတ်ချင်ရင်မြတ်စွာဘုရားဟဲ့ဒီနေ့မာသကရတရား3ခုနှစ်ဗာရာဏသီပြည်မိဂရာဝုံနဲ့ဒီဝါဆိုလာပြည်နေ့မှာတရားဥဓမ္မစကြာဒီလိုမဟုတ်လားပြင်စွဲကြီး9ဦးကိုဟောခဲ့တာပဲမဟုတ်လားအဲ့ဒါတရားဥကိုဟောတာအဲ့ဒီမှာမြတ်စွာဘုရားသူပြလိုက်တဲ့ဥစ္စာသူတို့စီမှာသူတို့ရဲ့နိုင်ငံအိန္ဒိယအနေထားရဲ့တစ်ခုဟာရှေးရိုးစွဲဥစ္စာသူကရှိခဲ့ပြီးသားဟုတ်လားအဲ့ဒါကာမဒုက္ခလိကဆိုတဲ့ကာမဂုဏ်ကိုပြည့်ပြည့်ဝဝချမ်းချမ်းသာသာမိဝဲသုံးဆောင်တယ်ဒါကာမဒုက္ခလိကနိရောဂဆိုတဲ့အဲ့ဒီကာမဂုဏ်အကျင့်အဲ့ဒါနောက်တကဒီခန္ဓာကိုယ်ထဲမှာအတ္တကောင်ဝိညာဉ်ကောင်ကြီးတဲ့အဲ့ဒီကောင်လေးကသူ့ကိုပျော်ပိုက်အောင်ထားလို့ရှိရင်ပျော်အောင်လုပ်ပေးနေရင်ဒီကောင်ကပြောနေမှာတဲ့အဲ့တော့သူ့ကိုနေပါညှင်းပန်းနှိပ်စက်ပြီးတော့ပင်ပန်းအောင်လုပ်ထားမှဖြစ်မယ်ဒီလိုမဟုတ်လားအထာကိလမထနိယောဂလို့ခေါ်တဲ့ခန္ဓာကိုပင်ပန်းညှင်းပန်းနှိပ်စက်ပြီးကျင့်တဲ့အကျင့်မစားပဲမတောက်ပဲဒီလိုမဟုတ်လားအဲ့ဒီအကျင့်အဲ့ဒါသူတို့ရဲ့အိန္ဒိယမှာဒါရိုက်ရှေ့အစဉ်လာကြီးရှိပြီးသားကြီးအဲ့ဒီအကျင့်ကိုဖျက်ပြီးတော့လမ်းသစ်ကိုမြတ်စွာဘုရားကဖောက်ကြတာဒီကနေ့အဲ့ဒီအချိန်မှာအဲ့ဒါကိုလက်ခံနိုင်တဲ့လူဆိုတာပြင်စွဲကြီး9ဦးပဲရှိသေးတာနော်အဲ့ဒီမှာလူသားတ attva ဆိုလဲတရားဥဓမ္မစကြာကိုဟောတာပြင်စွဲကြီး9ဦးပဲရှိတယ်ကျန်တာကအကုန်လုံးအဲ့ဒီပထမဦးဆုံးတရားပွဲမှာကြွတန်းဝင်တာဟာဗမာတွေများတာလူသားတ attva ကရှင်ကုန်းတင်ညတယောက်ပဲသူစပြီးတော့သောတာပန်ဖြစ်တာမဟုတ်လားဒါကြောင့်မလို့အဲ့မှာပြောတယ်လေဒွေမေဘေကဝေအန္တပပိစိတေနာနာသေဝိတ္တပါဒွေနာပါကုံသောဣမေအန္တေဤအစွန်းနှစ်ပါးတို့ကိုနာသေဝိတ္တပမေသောခါမမမီဝဲနဲ့ဘေကဝေဒီနေရာမှာသွင်းလို့ဘေကဝေဆိုတို့ကယဟန်တို့ဆိုပြီးအဲ့လိုနားလဲတယ်နော်အဲ့ဒီနေရာမှာအဲ့ဒီဥစ္စာယဟန်မဖြစ်သေးဘူးပြိဿရဲ့အဲ့ဒီနေရာမှာယဟန်တို့လို့ပြန်လို့မဖြစ်ဘူးတရားလိုလံကြိုးစားလိုလင်းနေကြတဲ့အိုမျိုးကောင်းသားပေါင်းတို့မျိုးကောင်းသမီးပေါင်းတို့ဘာဖြစ်လို့ဆိုအဲ့ဒီအချိန်မှာသူတို့ယသိတွေပဲရှိသေးတာဟုတ်လားဖယားတော်ပွင့်ပြီးခြင်းပဲရှိသေးတယ်လေတန်ခါယရဏမပေါ်သေးဘူးလေဟုတ်လားဦးဇင်းတို့ဒီမှာဆွေတကုံစံတော်တည်လာတဲ့တပုတ်သားနဲ့မန္လိကသူတို့တော်တည်လာတော့ဖယားတရားဥဓမ္မစကြာတော်မဟောသေးဘူးမဟုတ်လားသူတို့တရဏဂုံတည်တာကဒွေဝါစိကတရဏဂုံမဟုတ်လားအခုကဦးဇင်းတို့ကဘာဖြစ်တိတရဏဒီလိုမဟုတ်လားတန်ခါရဏပွားပြီအဲ့လိုအစိုးဆုံးတွေ့တာပဲသူတို့အဲ့ဒါဒီမှာကြည့်သူတို့အဲ့ဒီမှာမြတ်စွာဘုရားပြောတာဟဲ့ပိဿဝဂီတို့အရာတဲ့လွယ်လွယ်နားလည်အောင်ပြောတယ်ဘဝတန္တရာရဲ့ထွက်လန်းကိုသွားမယ်ပုဂ္ဂိုလ်ဒီလိုမဟုတ်လားကာမဒုက္ခလိကလို့ခေါ်တဲ့ကာမဂုဏ်အစွန်းအထကိလမထလို့ခေါ်တဲ့အတ္တအစွန်းနှစ်ပါးဘာနှစ်ပါးအဲ့ဒါလေးဝါဆိုလိုက်ပြင်းနေ
တရားဥဓမ္မစကြာရဲ့အနှစ်ချုပ်လေးဒါလေးပြောကြတယ်အဲ့ဒီအစွန်းနှစ်ပါးကိုရှောင်တဲ့ဘာနှစ်ပါးကိုရှောင်တို့အိမ်ရဒီတော်လူပေါင်းမှာနေကြတဲ့တရားနှလုံးကျင့်သုံးနေတဲ့ယောဂီဟာလည်းပဲအရိယာဘဝကိုတက်လှမ်းခြင်းနဲ့ဆိုရင်လည်းပဲအဲ့တော့စာအတိုင်းပြောရင်သိပြောနေရတာခက်တယ်ကာမအစွန်းနဲ့အတ္တအစွန်းဒီလိုပဲလွယ်လွယ်မှဘာအစွန်းနဲ့ဘာအစွန်းဒီမှာလည်းမြတ်စွာဘုရားအဲ့ဒါကိုပြောနေတာကာမဒုက္ခလေးကနုယောဂလို့ဆိုတဲ့ကာမအစွန်းနဲ့အတ္တကိလမတ္တလို့နုယောဂလို့ခေါ်တဲ့အတ္တအစွန်းအဲ့ဒီအစွန်းနှစ်ပါးကိုရှောင်တဲ့ဟုတ်လားဘာဖြစ်လို့ရှောင်ခိုင်းတာလဲအဲ့မှာကာမကိုအဲ့မှာကာမဒုက္ခလိကနုယောဂဟိနောဂန္ဓောပောဒုဇနိကောအနာရိယောအနတ္ထသံဟိတောဘုဓမ္မစကြာရပါတယ်ဒီလိုမဟုတ်လားအဲ့ဒီကာမဂုဏ်ခံစားတယ်ဆိုတာဟေးတယ်ဟိနောရုပ်တယ်ဟိနောဘာဖြစ်လဲအတိမကြွယ်သေးတဲ့ရွာသူရွာသားတွေအကျင့်ပဲတဲ့ဟုတ်လားဟိနောရုပ်တယ်အဲ့ဒီအကျင့်တွေကတိရစ္ဆာန်တော်မှာတိရစ္ဆာန်နေမှာတော့မရှိဘူးလားရှိလားကာမဂုဏ်ခံစားတဲ့အကျင့်ဟာလေအဲ့ဒါကြောင့်မလို့ဗါတဲ့လေရုပ်တယ်ပောဒုဇနိကောပုထုဇဉ်တို့ရဲ့အကံတော်အေးဟိုးတောကျုံအုံကြားမှာနေတဲ့အတိမညာသေးတဲ့ရွာသူရွာသားတို့ရဲ့အကျင့်တွေပဲတောကျုံကလူရိုင်းတို့ရဲ့အဲ့လိုအကျင့်တွေပေါ့ဟုတ်လားဟိနောဂန္ဓောပောဒုဇနိကောပုထုဇဉ်တို့ရဲ့အကျင့်ပဲတဲ့ကာမဂုဏ်ခံစားတယ်ဆိုတာဟုတ်လားအနာရိယောအရိယာတို့ရဲ့အကျင့်မဟုတ်ဘူးတဲ့အနတ္ထတန်ဟိတောတဲ့အဲ့ဓာတွေကျင့်လို့ဘာတရားမှမရဘူးဟုတ်လားကာမဂုဏ်ခံစားနေလို့နော်တရားမှမရငါနန်းတော်တွေ29နှစ်လုံးနေခဲ့တာဒီလိုမဟုတ်လား16နှစ်သားရတော့သူ့အဖေကတောထွက်သွားမှဆိုလို့နန်းစည်းစိမ်အကုန်ပေးလိုက်တာမဟုတ်လားရမသူ့ဘာသူ့ဓမ္မဆိုတဲ့နန်းပြတ်သက်3ဆောင်မှာကျတော်ရမှုရှိတဲ့မိန်းမပေါင်း4000နဲ့ထားတာယောက်ျားတွေမနေနဲ့သူ့သားကိုကာမဂုဏ်တွေနဲ့ညှို့ဆွဲထားတာသူ့အဖေမဖြစ်စေချင်ဘူးသူ့သားကိုစัจ java ဝိမင်းဖြစ်စေချင်တာဘာဖြစ်ဆိုတော့လောကီစည်းစိမ်ကိုမမောတယ်လေဒီလိုမဟုတ်လားအဲ့ဒါငါနန်းတော်တဲ့29နှစ်လုံးနေခဲ့တာဟေးတဲ့ဟုတ်လားငါတန်တန်ဘာတရားမှမရဘူးတဲ့ဖယားကိုယ်တိုင်ဝန်ခံထားတာဘာဆိုလဲပြနေပြစွဲကြီး9ဦးတော့ဟုတ်တယ်မဟုတ်လားအဲ့ဒီငါအဲ့ဓာတွေအကုန်လုံးအဲ့ဒီကာမဂုဏ်တွေစွန့်အဲ့ဒီအနှောင်အဖွဲအချီအတုတ်တွေရနေပြီးတော့ငါဖြီးဖြုတ်ပြီးတော့အဲ့ဓာတွေထွက်သွားတယ်ကွာတဲ့ဥရဝေလတော်တယ်ရောက်တော့လဲပဲဟုတ်လားဒုက္ခရစရိယဟုတ်တယ်မလားမကျင်ဘူးလားကျင့်တာခန္ဓာကိုယ်ပင်ပန်းညှဉ်းပန်းနှိပ်စက်ပြီးတော့ကျင့်တာအဲ့ဒါကျင့်ပြန်တော့လဲပဲတဲ့ဒုက္ခအဲ့ဒီအကျင့်ဟာဆင်းရဲတယ်အနာရိယောအရိယာတို့ရဲ့အကျင့်မဟုတ်ဘူးတဲ့အနတ္တတန်ဟိတောတဲ့ငါ6နှစ်လုံးကျင့်ခဲ့တာငါတန်တန်ဘာတရားမှမရဘူးဘုရားကိုယ်တိုင်ဝန်ခံထားတာနောက်ပိတ်ဆိုအယိုးအပြိုင်နဲ့ဦးဇင်းတို့ဟိုဒုက္ခရစရိယကျင့်တဲ့ပုံစံမြင်မှုတယ်မဟုတ်လားဟာအယိုးပေါ်အရေပေါ်အကျော်အပြိုင်နဲ့ခါတဲ့ဇင်းညာဥမှာပြစ်တောင်လဲသေးတယ်သူ့မကြိုက်တဲ့နတ်တွေကသူ့အဖေသောရဏကြီးတော်သပြောသေးတယ်လေသေပြီးတဲ့အရှင်မင်းကြီးရဲ့သားဘုရားမဖြစ်ဘူးယုံတယ်ဟိုကဘလို့ယုံတာလဲဆိုတာငါသားဖယားမဖြစ်ဖ ೇನೆ ဘယ်တော့မှမသိနိုင်ဟုတ်လားအဲ့ဒါနောက်ပိတ်ဆုံးသူတိသွားတယ်ကိုပြန်သုံးတတ်တယ်ဘုရားသုံးတတ်တာလေဘုရားအလောင်းမရှိသေးတာမဖြစ်သေးဘူးဒီအကျင့်ဟာဒီအဋ္ဌကိလမထလို့ခေါ်တဲ့ခန္ဓာကိုယ်ပင်မညှဉ်းပန်းပြီးနှိပ်စက်တဲ့အကျင့်ဒီဒုက္ခရစရိယအကျင့်ဟာအိန္ဒိယမှာကျင့်စဉ်အနေနဲ့နံပါတ်1မှာရှိတယ်သူတို့စီမှာလေအခုလည်းပဲအဲ့ဒါမစားပဲမတောက်ပဲသူတို့အကုန်လုံးကျင့်နေတဲ့ဥစ္စာတွေရှိပြီးသားဒီလိုမဟုတ်လားအဲ့ဒါတွေအကုန်လုံးဦးဇင်းတို့ရှိတယ်ဖျားဖြစ်မယ်ဆိုရင်ဖြစ်ဖို့ကောင်းပြီတဲ့ဟုတ်လားအဲ့တော့အကျင့်လွဲနေတာတေချာသွားပြီတဲ့ဖျားလောင်းပါလေပြင်ဆွဲကြီး9ဦးကအဲ့ဒီအချိန်ဒီအဲ့ဒီနားမှာရှိတော့မယ်သူတို့ပြုစုလုပ်ကြွေးတာဘယ်အချိန်ဖျားဖြစ်မလဲဒီလိုမဟုတ်လားဖျားကလို့ကသူလွဲသွားပြီဆိုတာသိတယ်အဲ့ဒီအချိန်မှာဖျားလောင်းဘာလုပ်လဲတပိတ်ပြန်ယူပြီးတော့ဟာခန္ဓာကိုယ်ကမူရင်းတဏ္ဍာမှာပျောက်နေတာမဟုတ်လားဒီအားအင်ပြည့်အောင်ငါစွမ်းခံစားအောင်မှဖြစ်မယ်အဲ့ဒီအချိန်မှာတပိတ်ထပိုက်ပြီးတော့အဲ့ဒီအချိန်မှာပြင်ဆွဲကြီး9ဦးသူ့စိတ်ပြတ်သွားတာဦးဇင်းတို့ဖျားလောင်းဟုတ်လားမစားပဲမတောက်ပဲဟုတ်လား
ကျင့်နာတော့ဖယားမဖြစ်တာတဲ့သူတို့ရဲ့နိုင်ငံအိန္ဒိယမှာကျင့်စဉ်အနေနဲ့ထိတ်ဆုံးပါလေအဲ့ဒါဖြစ်တယ်အခုသုံးကန်တပိတ်ဆွဲပြီးတော့စွန့်ခံစားပြီးတော့ကျင့်ဘယ်တော့မှလည်းဖြစ်လာမှလည်းမဟုတ်တော့ပါဘူးအမှန်တော့စိတ်ပြက်လက်ပြက်နဲ့အဲ့ဒါဦးဇင်းတို့ဘုရားလုံးဥရဝေလာတော်တဲ့တယောက်တည်းပြက်ထားခဲ့တာသူတို့မိဂရာအောင်သူကထွက်သွားကြတာ9ယောက်လုံးအဲ့ဒီမှာတင်သူဘာဖြစ်လဲအဲ့ဒီကာမဒုက္ခနိကလူယောဂလို့ခေါ်တဲ့ကာမဂုဏ်ခံစားတဲ့ဥစ္စာအဲ့ဒီအစွန်းကိုလည်းဘုရားကရှောင်ရတယ်အတ္တကိလမတ္တနုယောဂလို့ဆိုတဲ့ခန္ဓာကိုယ်ပင်ပန်းညှဉ်းပန်းနှိပ်စက်ပြီးတော့ကျင့်တဲ့အကျင့်ကိုလည်းအဲ့ဒီအစွန်းကိုလည်းရှောင်ရတယ်ဒီမှာအစွန်းနှစ်ပါးကိုမြတ်ဗုဒ္ဓရဲ့ဓမ္မတွေသေချာကြည့်ရင်အစွန်းတွေကနေသူလွတ်နေတာအဲ့ဒီအလယ်ကနေပြီးတော့သွားတဲ့ဥစ္စာကြမှာဘာပြောလဲဆိုတော့မဇ္ဈိမပရိပဒါလို့မပြောဘူးလားပြောတာအဲ့ဒါအလယ်လန်းဒီလိုမဟုတ်လားအဲ့ဒီမဇ္ဈိမပရိပဒါဆိုတဲ့အလယ်လန်းဆိုတာတခြားလားမဂ်ကင်၈ပါးအဲ့ဒီမဂ်ကင်၈ပါးအကျင့်နဲ့အဲ့ဒီမှာနေသွားမှာပြိတ္တရဲ့အဲ့ဒီအကျင့်ကိုကျင့်တော့မှာတဲ့သူတန်တန်မှာဓမ္မစကြာထဲမှာဦးဇင်းတို့အကျင့်ချုပ်ကိုပြောတာဆိုတော့ဖြတ်ရွတ်ကြည့်လေသက္ခုကရဏီညာနာကရဏီဥပသမာယဘေညာယသံဘောရာယနိဗ္ဗာနာယသံဝတ္တတိဒီလိုမဟုတ်လားတို့ကနားထောင်ကောင်းတာပဲရှိတယ်ရွတ်တာရွတ်တယ်တို့ဘာမှမသိဘူးဒီလိုမဟုတ်လားအဲ့တော့ပြိဿကြီးအစဉ်းစားကြည့်တော့ဘာမှမသိတာများတယ်လေအဲ့လိုဆိုတော့ကာမအစွန်းလည်းမညှိနဲ့အတ္တအစွန်းလည်းမညှိနဲ့အစွန်းနှစ်ပါးကိုရှောင်အဲ့ဒီအစွန်းနှစ်ပါးနဲ့ရှောင်ရင်အလယ်လန်းဆိုတဲ့မဂ်ကင်၈ပါးဆိုတဲ့မဇ္ဈိမပရိပဒါအလယ်လန်းနေသွားရမှာကြမှာသူတန်တန်မှာတဲ့သက္ခုကရဏီညာနာကရဏီဥပသမာယဘေညာယသံဘောရာယနိဗ္ဗာနာယသံဝတ္တတိအဲ့ဒါမှမဂ်ကင်၈ပါးတမ္မာဒိဋ္ဌိမှန်ကန်ကြည်လာပြီကာမအစွန်းလည်းမညှိနဲ့အတ္တအစွန်းလည်းမညှိနဲ့ဒီအစွန်းနှစ်ပါးကိုမရှောင်ဘူးလားရှောင်အောင်အဲ့တော့တရားနှလုံးကျင့်သုံးနေတဲ့ယောဂီဟာလည်းပဲဘယ်နှစ်ပါးကိုရှောင်အောင်ကာမအစွန်းနဲ့အတ္တအစွန်းဒီနှစ်ခုမရှောင်ဘူးလားရှောင်အောင်ယောဂီတို့ခင်ဗျားတို့ဘယ်အစွန်းညှိဒီအစွန်းကြီးမြန်ညှိလာအယိုးကြည်အရေခန်းဆိုပြီးတော့ခါတဲ့ဒါလည်းမညှိဘူးဘယ်မှာညှိနေရဒီအိုက်ကာမအစွန်းညှိနေတာများတာပဲဒီလိုမဟုတ်လားဟုတ်တယ်ကာမဂုဏ်မစွန့်ရင်လည်းတရားမရဘူးဒီလိုမဟုတ်လားအဲ့ဒါဥစဉ်တော်တော်များများကာမဂုဏ်အစွန်းမညှိဘူးလားညှိကောင်းကောင်းလေးနဲ့စားကျင်တာပဲကောင်းကောင်းလေးနဲ့နေကျင်တာပဲကောင်းကောင်းလေးခန္ဓာကိုယ်ကညားတာလေးနည်းနည်းလေးဟိုနေ့ဖြစ်တာပြီးခဏလေးထိုင်တာဆိုသူတို့အခုရောအခန်းတွေရောခေါင်းအောင်တော့အော်တိုသေးလေးတွေချုပ်လာသေးတာပဲဟိုရိတ်တာဆိုရင်ဒီလိုမဟုတ်လားလို့မလေးသူတို့လောက်တာတွေအဲ့တော့ထားပါတော့ကာမအစွန်းပဲမညှိဘူးလားညှိတယ်အဲ့တော့မြတ်စွာဘုရားကဒီမှာအဲ့ဒီအစွန်းတစ်ခုကိုရှောင်ပြီးမဇ္ဈိမပရိပဒါဆိုတဲ့အလယ်လန်းကနေရှောက်တဲ့အခါမှာမဂ်ကင်၈ပါးတမ္မာဒိဋ္ဌိမှန်ကန်နဲ့မြင်လာပြီဆိုတဲ့အခါကျတော့ကဲဒီခန္ဓာ၅ပါးယုံနံတစ်ပါးကိုငါတွေသူတွေယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့အရင်တော့ကမြင်တာမဟုတ်လားစက္ခုကရဏီကြတော့तू ကအဲ့ဒီလိုမမြင်တော့ဘူးတဲ့မဇ္ဈိမပရိပဒါဆိုတဲ့အလယ်လန်းပေါ်ကနေတမ္မာဒိဋ္ဌိဥစ္စာနဲ့ကြိလိုက်တဲ့အခါကျအဲ့ဒီလမ်းပေါ်ကနေရှောက်တဲ့အခါကျစက္ခုကရဏီငါတွေသူတွေယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့မမြင်တော့ဘူးယုံနံလို့မြင်သွားတာဗါတဲ့ယုံနံလို့မြင်သွားတဲ့အမြင်သည်စက္ခုကရဏီဗါလဲစက္ခုကရဏီနော်အဲ့ဒါဝိပဿနာဉာဏ်ကိုမရောက်သေးဘူးနော်သူကလမ်းကြောင်းပေါ်တော့ရောက်လာပြီဒီလိုမဟုတ်လားဘယ်ရောက်မှလဲဆိုတော့ညာနာကရဏီရောက်မှဝိပဿနာဉာဏ်ဖြစ်ပျက်ကိုမြင်ရမှာမဟုတ်လားအေးပေါ့ဒီမှာကျတော့အဲ့မှာလေစက္ခုကရဏီယုံနံလို့မြင်လာတယ်အဲ့ဒီအမြင်အဲ့ဒီအသိကိုတမ္မာဒိဋ္ဌိကိုဘိကဝေဘာဝိတာဘူလိကတာဒီလိုမဟုတ်လားမှန်ကန်မြင်လာပြီဆိုရင်တော့ဘာဝိတာတစ်ခါမြင်တာကဘာဝိတာပဲခဏမြင်အောင်လုပ်တာကဘူလိကတာဒီလိုမဟုတ်လားအဲ့ဒီလိုအချိန်ခါပွားများပြီးတော့မြင်ပေးပါတဲ့အဲ့ဒီလိုမြင်လာရင်ဘာဖြစ်မလဲရာဂဝိနယပရိယောသနံဒေါဂဝိနယဒေါသဝိနယပရိယောသနံမောဟဝိနယပရိယောသနံ
အဲ့ဒါဆိုရင်အဲ့ဒီလိုမြင်ပါများလာပြီဆိုရင်ဘာကလည်းကုံလာမယ်ဒေါသလည်းကုံလာမယ်မောဟလည်းပဲဘာကဒေါသမောဟကုံတဲ့နေရာနိဗ္ဗာန်ပဲမဟုတ်လားအဲ့ဒါဆိုရင်တို့လမ်းကြောင်းပေါ်ရောက်လာပြီဒီလိုမဟုတ်လားငါတွေသူတွေယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ရဲ့လို့မမြင်တော့ဘူးယုံနံလို့ပဲမမြင်ဘူးလားမြင်လာအဲ့ဒီအမြင်အဲ့ဒီအတိကိုကျိန်ဖန်များစွာပွားများပြီးတော့အကျိန်ကျိန်မြင်လာပြီဆိုရင်အဲ့ဒီအကလည်းတဆင့်တက်လာတယ်စကုကရဏီယနေညာနာကရဏီဩယုံနံလို့တာပြောတာယုတ်လည်းဖြစ်ပြီးတော့နံကလည်းဖြစ်ပြီးတော့အဲ့ဒါဝိပဿနာဉာဏ်ပဲမဟုတ်လားအဲ့ဒီဖြစ်ပျက်ကိုမြင်လာဟုတ်လားမြင်လာအဲ့ဒါတွေကိုဘူးလိကထာတခါတည်းမဟုတ်ဘူးဘာဝိတာတခါမြင်တာဘာဝိတာပဲထက်ခါထက်ခါအဖန်ဖန်ထက်ထက်မြင်နေရမှာဘူးလိကထာဒီလိုမဟုတ်လားအဲ့ဒီလိုဖြစ်ပြီးတော့ပြတ်သွားပါလားဖြစ်ပြီးတော့ပြတ်သွားဖြစ်ပြီးပြတ်သွားတယ်ဆိုရင်အဲ့ဒီအပြက်တွေကိုမြင်လာပြီးတော့အဲ့ဒီအပေါ်မှာတွေ့တာမှုတွေ့တာတဲ့စိတ်တွေတက်မှတ်တဲ့စိတ်တွေရှိသေးရလားမရှိတော့အဲ့ဒီအမြင်အဲ့ဒီအသိဘယ်လမ်းပေါ်ကလဲမစ္စည်းမပရိပဒါဆိုတဲ့အလယ်လမ်းပေါ်ကိုရောက်မှမြင်ရတာမဟုတ်လားအဲ့ဒီမှာအဲ့ဒီလိုမြင်လာပြီတဲ့အဲ့ဒီလိုမြင်စကုကရဏီယုံနံလိုမြင်တဲ့မြင်သိစကုကရဏီအဲ့ဒီလိုမြင်လိုက်ဘူးဘာဝိတာပုလိကရံကျိမ့်ပန်းများစွာပွားများပြီးတော့မြင်လာလို့ရှိရင်ညာနာကရဏီတဲ့ရုပ်ရဲ့ဖြစ်ပြက်နာမ်ရဲ့ဖြစ်ပြက်ကိုလည်းမြင်လာပြီ။အော်ဖြစ်ပြီးတော့ပြက်သွားပါလား။အဲ့ဒီလိုချိန်ပန်များစွာပွားများပြီးမြင်လာပြီဆိုလို့ရှိရင်သကုကရဏီညာနာကရဏီဥပသမယရှင်နေမှာတုံးနဲ့တောက်လောင်နေတဲ့ကိလေသာတွေပရိသတ်ရဲ့ဥပသမယငြိမ်ပြီးတော့လာတယ်။အဖြစ်လာပြီလေ။ငြိမ်ပြီးတော့သွားတယ်အဲ့ကြမှာအဘိညာယထိုးထွင်းနဲ့မသိလာဘူးလားသိလာတာသံဘောရာယတပိုင်းတနိုင်တထိုင်တွင်မှာသစ္စာ၄ပါးကိုသိပြီးတော့နိဗ္ဗာန်ယနိဗ္ဗာန်ကိုရခြင်းရဲ့အကြောင်းပဲဒါတစ်စင်းချင်းသွားမယ်လမ်းကြောင်းကဒါပဲဒီလိုမဟုတ်လားသဘောပေါက်လားအဲ့ဒါကြောင့်မလို့ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့အဲ့ဒါတရားဥဓမ္မစကြာအနှစ်ချုပ်သည်ကာမအစွန်းနဲ့အတ္တအစွန်းအဲ့ဒီအစွန်းနှစ်ပါးကိုရှောင်ဘာနှစ်ပါးကိုရှောင်ဘယ်လမ်းကိုရှောင်အလေလန်းကိုရှောက်မစီမာပရိပဒါဆိုတို့ပြောရတာခက်နေသေးတယ်ဒီလိုမဟုတ်လားအလေလန်းပဲဟေအစွန်းတစ်ခုကနေရှောင်ပြီးတော့အလေလန်းကနေရှောက်အဲ့ဒါမှသစ္စာမြင်အောင်ကြည့်ဒီလိုမဟုတ်လားအဲ့တော့တိကြည့်လိုက်တဲ့အခါကျတော့ကဲဖြစ်ပြီးပြက်နေတာဘာသစ္စာလဲဒုက္ခသစ္စာမဟုတ်လားဒုက္ခသစ္စာမှသိတဲ့မြင်တဲ့ဉာဏ်ကမေဃသစ္စာမေဃသစ္စာလာပြီဆိုတာနဲ့တပြိုင်နက်တည်းသိတာကသမုဒယသစ္စာနောင်ခန္ဓာမလာတာကနိရောဓသစ္စာဒီလိုမဟုတ်လားအဲ့ဒါကိုသစ္စာ၄ပါးကိုမြင်ရဒီလိုမဟုတ်လားဒါကြောင့်မလို့ကာမအစွန်းလဲမငြိနဲ့တရားနှလုံးကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာအတ္တအစွန်းလဲပဲမငြိနဲ့အစွန်းနှစ်ပါးကိုရှောင်မစ္စည်းမပရိပဒါဆိုတဲ့အလယ်လန်းကိုရှောင်သစ္စာမြင်အောင်ကြည့်ဘာမြင်အောင်ကြည့်ခန္ဓာကိုခန္ဓာလို့ပဲမြင်ရင်ဒီပရိစ္ဆသမုပ္ပါဒ်ကပြတ်တယ်ခန္ဓာကိုခန္ဓာလို့မြင်ရင်အဲ့ဒီခန္ဓာကိုဒီမှာငါခန္ဓာဆိုပြီးတော့ခန္ဓာ၅ပါးနှစ်အကွက်မှာမဟုတ်လားအဲ့ဒီခန္ဓာကိုခန္ဓာလို့ပဲမြင်ရင်ဒီပရိစ္ဆသမုပ္ပါဒ်ပြတ်တယ်ခန္ဓာကိုငါခန္ဓာယူလိုက်တာနဲ့နှစ်ကွက်ကနေသုံးကွက်ကိုမကူးလိုက်ဘူးလားငါဆိုတဲ့တခြားလားတဏ္ဍာလားတဏ္ဍာလာပြီဆိုတဲ့ဒီဘက်ကဥပဒံရောမပါဘူးလားလိုချင်လာတယ်ရိုက်ယူခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ဆွဲလန်းတယ်ဟုတ်တယ်မလားအဲ့ဒါလိုချင်တာကတဏ္ဍာဆွဲလန်းတာကဥပဒံလိုချင်လို့ဆွဲလန်းလာပြီဆိုရင်မရရအောင်ပြုလုပ်တာကကံတဏှာဥပဒံကံသုံးဥကွက်ဘာသစ္စာသမုဒယသစ္စာအဲ့ဒီသမုဒယသစ္စာနဲ့ပြစ္ဆုတ်ပံမှာကြိုးစားနေတဲ့နောင်ခန္ဓာရမှာကမ္မပစ္စာဇာတိဆိုတော့တခြားရတာလားဒီဒုက္ခသစ္စာရမှာလဲသွားပြီမို့လားအဲ့ဒါကြောင့်မလို့ဦးဇင်းတို့ကဘာဖြစ်လဲကာမအစွန်းလည်းမငြိနဲ့အတ္တအစွန်းလည်းမငြိနဲ့အစွန်းနှစ်ပါးကိုရှောင်အလေလန်းကိုရှောင်သစ္စာမြင်အောင်ကြည့်ခန္ဓာကိုခန္ဓာလို့ပဲမြင်ရင်အဲ့ဒီပရိစ္ဆသမုပ္ပါဒ်ပြတ်တယ်ဟုတ်လားဒါဓမ္မစကြာရဲ့အလိုဟုတ်ပြီလားခန္ဓာကိုငါခန္ဓာလို့စွဲယူလိုက်ပြီဆိုရင်ဘာဖြစ်သွားပြီလဲသွားပြီတဲ့ဟုတ်ပြီလားဒါကြောင့်မလို့ဦးဇင်းတို့တွေမြတ်ဗုဒ္ဓကအဲ့ဒါလေးကိုချပြတာအဲ့တော့ဦးဇင်းတို့တွေအဲ့ဒါမစ္စည်းမပရိပဒါဆိုတဲ့အလေလန်းဘော်ကိုရောက်မှအဲ့ဒါဦးဇင်းတို့တွေသစ္စာကိုမြင်တာမဟုတ်လားအဲ့ဒါကြောင့်မလို့ဦးဇင်းတို့တွေဘဝခန္ဓာဒီဒုက္ခတွေဘာကြောင့်ဖြစ်တယ်လဲဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဒုက္ခချုပ်ခြင်းရဲ့အကြောင်းနေခင်ကပြောခဲ့ပြီနော်ဒါကြောင့်မလို့ခန္ဓာပွားတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာ
ချစ်ခင်စုံမဲ့တွေ့တာနှစ်သက်ပြီးတော့နေရင်ဒုက္ခဖြစ်တာပဲမဟုတ်လားအဲ့ဒါတွေအကုန်လုံးစွန့်လွတ်လိုက်ရင်ချစ်ခင်မှုတွေတွေ့တာမှုတွေနှစ်သက်မှုတွေအဲ့ဒါတွေမရှိတော့ဘူးဆိုရင်ဒုက္ခမချုပ်ဘူးလားအေးဒါကြောင့်မလို့ဦးဇင်းတို့တွေတရားနှလုံးကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ကာမစွန့်လည်းမငြင်းနဲ့အတ္တစွန့်လည်းမငြင်းနဲ့အစွန်းနှစ်ပါးကိုရှောင်ပြီးတော့မေဇိမာပရိပရာဆိုတဲ့အလယ်လန်းကိုလျှောက်တဲ့အခါမှာဒီလိုမဟုတ်လားသစ္စာမြင်အောင်ကြည့်တဲ့ဘာကြည့်ခန္ဓာအရှိဖြစ်ပြက်နေတာဘာသစ္စာဒုက္ခသစ္စာသိတဲ့မြင်တဲ့ဉာဏ်ကမဂ္ဂသစ္စာဒီလိုမဟုတ်လားသေရာကသမုဒယသစ္စာနောင်ခန္ဓာမလာတာကကဲသစ္စာ၄ချက်လဲစိုက်အချိန်လဲစိတ်သာရုခေါ်တော်ကြအောင်စို့သင်္ကန်းကပ်မဲ့စီစဉ်ဆိုတော့သင်္ကန်းဝါဆိုသင်္ကန်းကပ်မဲ့အလုံးသူတော်စင်သူတော်ကောင်းများမိမိတို့သင်္ကန်းလေးကိုင်းပြီးတော့အလုံးလိုက်ဆိုပေးနော်ပြီးမှအမှုအကျိုးတော်ဆောင်ဖွဲ့ရလေးချိန်ညာလိုက်မယ်အလုံးဆိုပြီးအလုံးဆိုကြရအောင်မယံပန္တိသန္တာရဝတ္တဒုက္ခတောမောစနထာယဣမံဝတ္တဝါတိကစီဝရံသံဃတ္တဒေမနိဗ္ဗာနတ္တပစ္စယောဟောတုမေယမကံဘုရားတပည့်တော်ဒီတော်မတို့သည်သန္တာရဝတ္တဒုက္ခတောသန္တရာတိဟုသောကိုယ်စင်ရဲ့ပေါင်းမှကင်းလို့ထွမြောက်ရာနိဗ္ဗာန်ကိုရှိမှန်း၍ဣမံဝတ္တဝါတိကစီဝရံဣမိုးရေကံဝါဆိုသင်္ကန်းကိုသံဃတ္တဖြာမှုရှိသောအင်္ဂါတော်ရှင်သူမြတ်တို့အားဒီမနိဗ္ဗာန်ရည်မှန်း၍လူတန်းပါကုန်၏အရှင်ဘုရားဣဒံဘုံညံဤကောင်းမှုသည်နိဗ္ဗာန်လတ္တဒုက္ခခတ်သိချုပ်ငြိမ်းရာမှန်ယနိဗ္ဗာန်သို့ပစ္စယောရာကြောင်းရောက်ကြောင်းကောင်းသောထောက်ပံ့သည်ဟောတုစင်စစ်မသွေဖြစ်ပါစေသာအရှင်ဘုရားတရားရှင်များသင်္ကန်းများတက်ကတည်းကတရားမျိုးဘာတော်ရတော့ဒီဘုမတော်ဒီစေညတည်ရေကဲမှုကြားမှာတရားရှင်များသင်္ကန်းနဲ့ဆိုတက်ကတည်းကပြီးပါမနာရလို့ဒီသာသနာ့ဒီဂရီတော့အိမ်ဝိနေတော့ဒီသာလို့မှာသင်္ကန်းတက်ကဒုရပြပါသာ
နေရတယ်ဒီတော့ဒီလိုနဲ့မောင်ဖြစ်သူဒီကြီးနာမျိုးနဲ့ကိုတော်မျိုးနိုင်ဒီသားတို့မှာသင်္ကန်းနဲ့ဆိုတဲ့လက်တွေ့သာဓုသာဓုသာဓုညောင်ပင်ဝင်းကြီးရတယ်ကိုအုံးနိုင်ဘောရှမ်းမိသားတို့မှာသင်္ကန်းသုံးလို့ဆက်လက်လက်တွေ့ရတယ်သာဓုသာဓုသာဓုလူလူကြီးရတယ်တော့ခင်ဗျားသားတို့မှာသင်္ကန်းဆက်လက်လက်တွေ့ရတယ်သာဓုသာဓုသာဓုလူလူကြီးရတယ်ကိုခင်ဗျားတော့ပဲမိသားတို့မှာသင်္ကန်းနဲ့ဆိုဆက်လက်လက်တွေ့ရတယ်သာသာဓုသာဓုသာဓုဒီကိတော်ရရဲ့သာတိပရမဥပေရာဒီဒီမောဆက်လောကီအေမောမိသားတို့မှာသင်္ကန်းဆက်လက်လက်တွေ့ရတယ်သာဓုသာဓုသာဓုအမှတ်စနစ်ရလို့လေအမှတ်နွယ်နေမိသားတို့မှာသင်္ကန်းဆက်လက်လက်တွေ့ရတယ်သာဓုသာဓုသာဓုအမှတ်3ရလို့လေဥဒ္ဒနာဘောတန်တာဝိမိသားတို့မှာသင်္ကန်းဆက်လက်လက်တွေ့ရတယ်သာဓုသ